လူတယောက်မကြမ်းမှဖြစ်တာအကြောင်း၈မျိုးရှိတယ်အကြောင်း၈မျိုးရှိတယ်တီးကြေကြောင့်လည်းဖြစ်တယ်တလိကြောင့်လည်းဖြစ်တယ်လေးကြောင့်လည်းဖြစ်တယ်အဲ့ဒီ၃ခုပေါင်းပြီးတော့ရောထွေးလို့လည်းဖြစ်တယ်နောက်ဥဒုပြောင်းလို့လည်းဖြစ်တယ်အနေထိုင်မတတ်လို့နေထိုင်မတတ်ဘူးဆိုတာအကြာကြီးထိုင်တယ်အကြာကြီးအိပ်တယ်အကြာကြီးမတည့်ရတဲ့ဆိုရဣရိယာပုမြတ်တောင်မနေလို့လည်းဖြစ်တယ်ဝိသမပရိဟာရနောက်သူများကကိုယ်ထိကြိုက်အောင်လုပ်လို့သူများရိုက်လို့နှက်လို့ထိကြိုက်တာယောဂရတာကိုယ်လုပ်လို့ယောဂရတာအဲ့လိုမျိုးဖြစ်တတ်တယ်လေးကြောင့်ဖြစ်တယ်တီးကြေကြောင့်ဖြစ်တယ်တလေးကြောင့်ဖြစ်တယ်သုံးခုပေါင်းလို့လည်းဖြစ်တယ်သုံးခုပေါင်းရောရှက်ပြီးတော့လည်းဖြစ်တယ်ပေါ့နော်ဥရုပြောင်းလို့ရှိရင်လည်းဖြစ်တယ်နောက်အနေထိုင်မတတ်လို့ရှိရင်လည်းဖြစ်တယ်နောက်တစ်ခုကသူများကလှုပ်လို့လည်းဖြစ်တယ်ကိုယ်လှုပ်တာပဲဖြစ်ဖြစ်သူများကတန်ရရတဲ့ယောဂပေါ့နောက်ဆုံးတစ်ခုကကံကြောင့်ဖြစ်တယ်အဲ့တော့ကံကြောင့်ကြီးဖြစ်တာမဟုတ်ဘူးကံကြီးလည်းမချရဘူးဒါကြောင့်ဝါမေရာသီဥရုအေးတာကိုနွေထွေးမနေပဲနဲ့အေးတဲ့သွားလို့နှာစီးချောင်းလို့ဖြစ်တာဒါတိတ်ကလှုပ်လို့မှမဟုတ်တာမစင်ញင်လို့ဖြစ်တာမတည့်တာစားပြီးဝန်းလျှောတာဒါမတည့်တာစားလို့ဖြစ်တာကံကြောင့်ဝန်းလျှောတာမဟုတ်အဲ့လိုပါပေါ့ပစ္စုပန်အကြောင်းကတတ်ရှိတယ်အကုန်လုံးကဒါတစ်ခုတည်းလို့ပြောတာမဟုတ်